outfit look တစ်ခုကိုပေါ့နော်တိုင်ကြနေစေတဲ့အရာလေးတွေကဘာများဖြစ်မလဲနံပါတ်1 game changer statement piece ပါအမီတို့တွေကလူတစ်ယောက်ကိုတွေးလိုက်တာနဲ့ပထမဦးဆုံးမြင်သာစေတဲ့အရာကတော့သူ့စီမှာရှိတဲ့ထူးခြားတဲ့အရာတစ်ခုခုပေါ့နော် volume ပါတဲ့လက်ဖောင်းကြီးကြီးတွေနဲ့အရန်ဟိုမှာဒီမီးမိုက်နေတဲ့ဟာမျိုးတချို့ဆိုလို့ရှိရင် baggy pants တွေ oversize တွေပေါ့နော်နောက်ပြီးတော့ barrel pants တွေလိုမျိုးပေါ့နော်အမီတစ်ခါ BTS ရထားပေါ်မှာဒီ barrel pants ဝတ်ထားတဲ့သူတစ်ယောက်ကိုတွေ့ဘူးတဲ့သူကပေါ့နော်ရိုးရိုးရှင်းရှင်း top လေးဝတ်ထားပြီးတော့ barrel pants နဲ့ sneaker နဲ့ရိုးရိုး backpack ကိုပဲလွှဲထားတာပဲပေါ့နော်ဒါပေမဲ့သူ့ကိုကြည့်လိုက်တာနဲ့အရန်ဟိုမှာမိုက်ပြီးတော့အဲ့လို stylish ဖြစ်နေတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်နောက်ပြီးတော့ဒီ shapes တွေမှာဆိုလို့ရှိရင်လည်း8တွေပါတယ်ပေါ့နော်8တွေထဲမှာဆိုလို့ရှိရင်ဒီပုံစံဆန်းဆန်း8အကြီးတွေနောက်ပြီးတော့ဒီ geometric ပုံစံ8တွေကလည်းပဲထူးခြားပြီးတော့အများကြီးအားထုတ်စရာမလိုဘဲနဲ့ကိုယ့်ကိုစတိုင်ကြနေတဲ့အရာတွေမှာပါတယ်တခါလဲအမီတွေ့ဘူးတဲ့ပေါင်မလေးတစ်ယောက်ပေါ့နော်သူရဲ့စတိုင်ကရိုးရိုးချင်းပေါင်းပြီးနဲ့ t-shirt ကလေးပဲဒါပေမဲ့သူ့မှာထူးခြားနေတာက8ပေါ့နော်ဆိုတော့ဒီ8တစ်ခုတည်းနဲ့တင်အဲ့လိုသူ့ရဲ့ look ကို cool ခဲပုံစံမျိုးလေးကိုဒီ polish လုပ်ပေးလိုက်တာပေါ့နော်အမီအတွက်တော့ဒီ statement piece တစ်ခုကသူ့တစ်ခုတည်းဝတ်လိုက်တာနဲ့တင်တောင်မှကိုယ့်ရဲ့ look တစ်ခုလုံးဝအောင်မှမိုက်ပါတယ်လို့ခံစားရတဲ့ game changer တစ်ခုလို့အမီကတော့မြင်ပါတယ်